မှဆေးရှုပ်လိုက်တော့တွေးကြသေးရပေါ့ကောင်းမို့မလားဟုတ်တယ်မိခင်တွေးကြသေးရပေါ့အကောင်မကြီးပဲမနေ့တနေ့မှရောက်လာပြီးတော့ငါ့ရဲ့ကိုယ်လုံးလွှတ်ချင်ဘယ်ကောင်မှလဲဟဲ့နင်ကလည်းတပူးမပေါ့ဟဲ့လူတွေမျက်နှာကိုလည်းမပိုင်မနဲ့ကိုယ်ပိုင်လောက်ချင်နေရဘယ်ကနေအချောင်းနဲ့လူတွေကလည်းတက်ကိုရှိတာဟဲ့မနေ့တနေ့မှဒီရက်ကထဲကိုရောက်လာပြီးငါ့ရဲ့ကိုယ်လုံးအကြမ်းနေနေကိုလေးကငါ့အတွက်ပဲဟဲ့ငါလည်းမြင်ဆိုပဲနဲ့သူ့ဖတ်တဲ့ရောက်လာတဲ့ကိစ္စငါဘယ်လိုလုပ်ရမှာလဲနင်ကရမ်းလာနေရဘူးအမေကိုယ်ခန္ဓာကိုယ်ဖို့ဒီလိုမျိုးပြောတာချမ်းမြောက်အင်ကြီးပတ်ထားတော့မော်ရီဒီနီပြန်ဒီလေအောင်လို့ခမေဒီကဘယ်နှတော့နေအောင်လဲမသိဘူးရင်ဝင်မုတ်လာကိုပေါင်ကွာမိနေမှာဟုတ်တယ်အောင်မငါတို့အမေအယူချမနဲ့လေးပူရမယ်ဒီခုငါ့ရဲ့ကိုလေးနာခွာပေး လက်ကိုလေးကငါဖြစ်နေအောင်အစ်စ်ခဲဒီချပါဘူးရခွာပေးမှလားမခွာပေးဘူးလားဒါပဲပြောကပိတန်နေတော့ကပ်ပါစမ်းခွာပေးနိုင်ဆိုရင်တွေးကြပြရပေါ့အေးလာစမ်းမဘာဖြစ်နေကြအာရံဖြစ်နေရလားမသိပါဘူးဟေးကလေးဟေးလူကြလားဟေးခဏပြေးကြအောင်ဖြစ်နေကြလေလူရန်ရံတွေ့နေလေမမေ့ဘူးလားဟဲ့အာရံဖြစ်ကြပါနဲ့တငယ်ချင်းတွေချင်းမောင်နှမတွေလို့ခင်ကြပါမကြည့်လက်ဆွဲနှုတ်ဆက်ကြလူနှုတ်ဆက်ကြရောငယ်ဆက်တငယ်ချင်းတွေချစ်ချစ်ခင်မဲကိုပြီးကြလို့ရှင်လဲပြန်တက်မှာပဲဟိုဘာဖြစ်နေဖြစ်ကြရတော့ဒင်းကြပြောဘာလို့ချစ်ချစ်ခင်နေရမှာလဲဒင်းကြစတောင်းရှင်ဘာဖြစ်လို့တော့မင်းတို့ရပြရမှာလေကျမတို့ရဲ့ချဲချဲလေးကိုသူကစနိုက်ကြော်မလို့ပြောနေတာမဟုတ်ပါဘူးတမီးရဲ့ကိုလင်းအောင်မစနိုက်ကြော်ရလीဟုတ်တယ်ဟမ်အဲ့ဆိုရင်တို့ကလေးဖြစ်နေကြရပြဿနာဘာဖြစ်နေတာတော့လီလူနေကြလားလီလူနေကြလားဟမ်မင်းဘသူ့ကိုလူနေကြရတော့သူကမှလည်းကိုလင်းကိုပေါ့အဲ့စမတ်ကိုလေးကငါလင်းဟဲ့ကိုလေးကငါလင်းဟဲ့ဟမ်